မိဘပိုင်ပစ္စည်းကိုအားကိုးမနေပါနဲ့ကိုယ်တိုင်ကြိုးစားမှသာကိုယ်ပိုင်ပစ္စည်းရမှာတငယ်ချင်းကောင်းရှိတယ်ဆိုပြီးပျော်နေလို့မရဘသူ့မှတငယ်ချင်းဆိုပြီးတော့တစ်သက်လုံးအားကိုးလို့မရပါမောင်နှမတွေလည်းအတူတူနေတော့ရင်းနှီးပေမဲ့နောက်ပိုင်းမှာအခြေအနေတွေပြောင်းလဲသွားနိုင်မောင်နှမဆိုပြီးတော့အိမ်မောင်ခေါ်ထားမှာမဟုတ်ပါငငယ်ရဘဝကိုမိတ်ပြလိုက်ပါမိဘချမ်းသာလို့ပေါ်ပေါ်တန်တန်နေနေရင်မိဘမရှိတော့တဲ့အခါမှာဒုက္ခရောက်လိမ့်အသက်ငယ်သေးတယ်ဆိုပြီးတော့ပေါ်ပေါ်တန်တန်မတွေးပါနဲ့အသက်ရွယ်နဲ့မဆိုင်ပါဘူးငငယ်ကလေးကကြိုးစားမှသာအချိန်တန်ရင်နေရာတစ်ခုကိုရမှာအသက်ကြီးမှကြိုးစားမယ်ဆိုရင်တော့ကိုယ့်ရဲ့အပေါင်းအသင်းတွေနေရာရတဲ့အချိန်ကိုကအောက်ခြေကနေစပြီးတော့လုံနေရမှာလောကမှာဘယ်သူမှမိဘအရေးအောက်မှာကြာမနေရပါငငယ်တော့ကပူစားရင်ရခဲ့ပေမဲ့အချိန်တန်ရင်တော့ခွဲရတာတဘာဝငှက်တောင်ဆိုရင်လည်းတိုက်အိမ်နဲ့ဝေးရကိုလည်းပြန်တန်းသွားတတ်ပါတယ်မိဘစီကအများကြီးလည်းမျောလင့်မနေပါနဲ့တကယ်ချင်းတွေအပေါ်လည်းအရင်လည်းတွေ့ကပ်မနေပါနဲ့ဆွေမျိုးတွေဆိုတာလည်းမိဘရဲ့မျက်နှာကြောင့်အေးပေးတာမိဘမရှိတော့တဲ့အခါမှာသစိမ်းဖြစ်သွားနိုင်အရင်ကအရန်ချစ်တဲ့ခင်တယ်ဆိုတဲ့သူတွေကလည်းကို့မှာဘာမှမရှိတော့တဲ့အခါမှာအရင်လိုဆက်ဆံမှုမျိုးပြန်မရတော့ကြိုးစားပါလူအတိုင်းဝိုင်းကြောင့်မျက်နှာမငယ်ရအောင်ကြိုးစားပါလူတွေရဲ့ကိတ်ရဲ့မှုကိုမခံရအောင်ကြိုးစားပါ